Okay ဒီနေ့တော့ကျွန်တော်ဖတ်တော့ A ဖတ်9ပေါ့နော် A ဖတ်9ဆိုတော့သူကဘာလဲဆိုလို့ရှိရင်အဓိကပထမတစ်ပိုင်းကဒီနေ့ကျွန်တော်တို့ရဲ့ညဉ့်ညူသောအရာတွေကိုကျွန်တော်လည်းမရှိစေဘူးပေါ့နော်အဲ့တော့စင်ချင်စရာတစ်ခုတော့ရှိရပေါ့နော်လူကတော့လေလောကထဲမှာနေတာမလွယ်ဘူးတလားစကားအားဖြင့်တော့လည်းကောင်းစိတ်နော်ဘာလဲပြောမယ်ဆိုရင်ကာယကံဝစီကံမနောကံဆိုတဲ့အရာဒီအရာအတွက်ယေရှုကလည်းရှိလာတာပေါ့နော်ပြောချင်တာဆိုတာလူကအပြစ်နဲ့ကင်းတဲ့လူတယောက်မှမရှိအောင်ဒါပေမဲ့ဘာလဲအသင်းတော်ကိုအေးဖတ်အသင်းတော်ကိုရှင်ဘောလူကစကားပြောတယ်အခန်းငယ်အေးဖတ်ငါအခန်းငယ်၄မှာဆိုဘာပြောလဲဆိုရင်ねမတော်မလျော်ညဉ့်ညူပြက်ပြဲသောစကားများကိုပေးလေကြီးတော့ချီးမွမ်းခြင်းစကားကိုသာသုံးကြတော့အဓိကဘာလဲဆိုရင်ကျွန်တော်ရဲ့နှုတ်ရှာပါဇက်ကပင်နေနဲ့ညဉ့်ညူခြင်းမရှိသေးဘူးเนาะသူကတော့ဆုံးမတော်တယ်အဓိကတော့เนาะပြီးတော့ကြီးတော့ချီးမွမ်းခြင်းစကားကိုသာသုံးကြတော့အဲ့ဒါက culture တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နေ့ရက်စဉ်နဲ့ကြုံနေရတာမှာပါလဲဆိုမတော်မလျော်ညဉ့်ညူပြက်သောစကားကိုပေး၍မတော်မလျော်ဟုတ်ကျွန်တော်ရဲ့တက်တာတွေမှာကျွန်တော်စကားပြောဆိုခြင်းအင်မတန်မှရည်ကြီးတယ်ဒီအရာကိုလည်းကျွန်တော်ဆင်ခြင်ဖို့ရအတွက်စကားပြောခြင်းခံရတယ်အဲ့တော့အခန်းငယ်15 16မှာဖြားနေရပါပြောလို့ဆိုရင်ထိုးကြောင့်ပညာမဲ့ခဲ့သူမဟုတ်ပညာရှိခဲ့သူစီစီမြင့်ချစ်ဆောင်မိကြောင်းတတိပြုတော့အဲ့ဒီစကားလေးကျွန်တော်ဆင်ခြင်တော့နော်အဲ့တော့လောကမှာကျွန်တော်နေတဲ့အခါမှာပညာရှိဖို့ဖြားနေရလို့တော့ရှိပညာမဲ့ခဲ့သူအတတ်မရှင်ဖို့ဖြားတဲ့ခင်ကအလိုတော်ရှိအားဆိုလို့ရှိရင်ပညာလို့ပြောလာတဲ့ခါမှာကျွန်တော်တို့ဘွဲတွေဒီဂရီတွေရပြီးတော့เนาะဟိုကျောင်းဆင်းမှဒီကျောင်းဆင်းမှအဲ့ဒါလည်းမဟုတ်ပြန်ဘူးဘာလို့ဆိုခတ်သိမ်းသောပညာကဘယ်လာလဲဆိုလို့ရှိရင်ဖြားတဲ့ခင်စီကလာတာဖြစ်တယ်တချို့လူဆိုရင်ဘာမှအတန်းပညာမရှိတိုင်းပဲပါလေဖျားတဲ့ခင်မချီးမြှောက်လို့မရဘူးဟောဆိုသူတို့ရဲ့တတ်တာကဖျားတဲ့ခင်စီကပညာကိုရနေလို့ဖြစ်တယ်အဲ့တော့ဖျားတဲ့ရဲ့ပညာဘယ်လာလဲဆိုလို့ရှိရင်ခတ်သိမ်းသောပညာဘယ်လာလဲဆိုလို့ရှိရင်ထောက်ဖြောက်ကြောင်းရုံချင်းကပဲလာအဲ့တော့အဲ့ဒီမှာဘာပြောလဲဆိုရင်ပညာရှိကဲ့သို့စစ်စစ်မြင့်ချင်းဆောင်မိအကြောင်းတတိပြုတဲ့ယခုနေ့ရဲ့ကာလတည်းဆိုးရုပ်သောကြောင့်နဲ့ဆိုးရုပ်သောကြောင့်အချိန်ကာလကိုတဲ့ရွေးနှုတ်ကြတော့ထို့ကြောင့်တတိမရှိတော်သူမဖြစ်ဖျားသခင်အလိုတော်ကိုပိုင်းခြားရတည်တော်သူဖြစ်တော့အဲ့တော့အဲ့နာလေးမှာပါဆိုရင်ねယခုနေ့ရဲ့ကာလတော်ဒီဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြတော့နော်အခုကာလကတော့ဘာပဲပြောကျွန်တော်ပြောရမယ်နော်ဒီဖုန်းတစ်လုံးကကျွန်တော်ရဲ့အချိန်ကိုအများကြီးခိုးတာဟုတ်လားအရန်ခိုးတာတင်တော့မသိဘူးကျွန်တော်တော့တော်တော်အဲ့ထဲမှာလေတော်တော်အချိန်ပါတယ်လားအချိန်ပါတော့ကျွန်တော်မျိုးသမီးကကျွန်တော်တော့တတိပေးနားလေတယ်ပေါ့နော်နားလေတယ်အတင်းတော့အလုံးလုံးနေရတယ်လူတွေအများကြီးလေတကယ်ပဲနောက်ကတော့အဖြစ်တီဆောက်ရတယ်ချီရှူရတယ်ဒါပေမဲ့ဖုန်းကိုဘာလို့အချိန်မပေးကောင်းမယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဒါကျွန်တော် remind ကအဲ့လိုမျိုးလာတယ်ဒါပေမဲ့ still ဘာဖြစ်လဲဖုန်းနဲ့ information တော့ချောက်အဲ့ရပဲလာပြီးလို့ရှိရင်အရာအလုံးအဲ့ရပဲเนาะအဲ့တော့နောက်ဆုံးသောကာလမှာတဲ့လူတွေကခိုးရွင်ခံရတယ်ဝิญဉ်ဆွဲလန်းခြင်းကိုဘယ်ရာခိုးယူလဲဆိုရင်အမျိုးသောຢာကဆွဲလန်းခြင်းကိုဒါပေမဲ့ဘယ်ကနေလာလဲဆိုရင်ကျွန်တော်ပြောရမယ်တီးကြတာတခုကတော့ဒီတယ်လီဖုန်းပဲဟုတ်လားတကယ်ပြောတာအဲ့တော့ကျွန်တော်ရဲ့ကာလအချိန်ကာလကိုပြန်ပြီးတော့ကျွေးနှုတ်ဖို့ဖျားသခင်ပြောတဲ့အခါမှာဖျားသခင်၌ပြန်လည်မွေ့လို့ခြင်းကိုကျွန်တော်တင်းတို့ကိုပြန်ပြီးတော့အားပေးခြင်းတယ်နော်အဲ့တော့ဘာနဲ့သွားမလဲဆိုရင်ကျွန်တော်တို့ဖျားသခင်နဲ့များပဲလိုမျိုး invest လုပ်မယ်အဲ့တော့ကျွန်တော်ဒီနေ့နော်ဒီခွန်နိုင်ထိုးရင်လည်းကျွန်တော် post တစ်ခုတင်ဖို့ရှိတယ်အဲ့ဒါကဘာလဲဆိုရင် enlarge your intimacy အဲ့တော့ enlarge your territory လို့ပြောလာရင်ကျွန်တော်တို့ကမိမိရဲ့တရားကိုချေရဒါပေမဲ့
တဲရလို့ပြောလာတဲ့အခါမှာကျွန်တော်တို့တီးတဲ့ຢာနဲ့ကျွန်တော်ချိန်တာအဲ့တော့ဖျားသခင်ကဘာလဲလို့လို့ဆိုရင်ねဖျားသခင်က limitless God limitless God तू ကအကန့်အသတ်မဲ့ဖျားအဲ့တော့ तू ကကျွန်တော်တို့အထဲမှာအကန့်အသတ်မဲ့အလုပ်လုပ်ချင်ပေမဲ့ကျွန်တော်တို့ကဘာရှိနေလဲဆိုရင်အကန့်အသတ်ရှိနေတယ်ကျွန်တော်တို့အားလုံးအကန့်အသတ်ရှိတယ်အဲ့တော့အဲ့အကန့်အသတ်ကိုဖျားသခင်ကအဲ့အကန့်အသတ်ရှိတဲ့အတိုင်းပဲဖျားသခင်အလုပ်လုပ်လို့ရတာနော်ကျွန်တော်ရဲ့ယုံကြည်ခြင်းပမာဏအတိုင်းရှိတဲ့အတိုင်းပဲကျွန်တော်ရဲ့တတ်တာတွေမှာဖြစ်နေတယ်ကျွန်တော်ရဲ့ယူပါယုံပမာဏရှိတဲ့အတိုင်းပဲကျွန်တော်ရဲ့တတ်တာတွေမှာဖြစ်နေတယ်ဖျားသခင်ကတော့လုပ်လို့ရလားဆိုရင်ဖျားသခင်ကတော့အကန့်အသတ်မဲ့ဖျားသခင်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အထဲမှာရှိတဲ့အကန့်အသတ်အတိုင်းပဲကျွန်တော်တို့အထဲမှာအလုပ်လုပ်တယ်ဖျားအဲ့တော့ကျွန်တော်ရဲ့ယူပါယုံရှိတဲ့အတိုင်းပဲဖျားသခင်ကလည်းအဲ့ဒီတိုင်းပဲကျွန်တော်တို့အလုပ်လုပ်လို့ရတယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းရှိတဲ့အတိုင်းပဲဖျားသခင်အဲ့ဒါမလို့သခင်ရှုပ်ပါပြောဆိုရင်ဖျားသခင်မတတ်နိုင်တဲ့အရာတခုမှမရှိဘူးတဲ့တင်တို့ရဲ့ယုံကြည်ခြင်းကမုံညင်းစိတ်လောက်ရှိတယ်ဆိုလို့ရှိရင်တင်တို့ကတောင်းနေလို့ရွှေ့နေတယ်ဖျားသခင်မလုပ်နိုင်တာတခုမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကမုံညင်းစိတ်လောက်တော့ကျွန်တော်တို့ကမယုံနိုင်ဘူးအဲ့ဒါဘာပြောလဲဆိုရင်ကျွန်တော်တို့ရဲ့အကန့်အသတ်ကအရင်ရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ပြောချင်တဲ့တခုကအဲ့အကန့်အသတ်ကိုကျွန်တော်တို့ဘယ်လိုမျိုးချဲ့နိုင်လဲအဲ့တခုပဲရှိတယ်အဲ့တခုကဘာလဲဆိုရင်ရင်းနှီးကြုံဝင်ခြင်းဖျားသခင်ကိုသင်ကတာပြီးနားလဲလေလေသင်ရဲ့ယုံကြည်ခြင်းကကြီးလာလေလေဖျားသခင်တတ်နိုင်ခြင်းကိုသင်ကမြင်လာလေလေသင်ရဲ့ယူပါရောကြီးလာလေလေအဲ့တော့ဘယ်ထဲမှာသွားလဲလို့ပြောလို့ရှိရင်နော်ဘယ်ထဲမှာသွားလဲဘယ်ထဲမှာရှိလဲဆိုလို့ရှိရင်ရင်းနှီးကြုံဝင်ခြင်းအဲ့တော့အဲ့ရင်းနှီးကြုံဝင်ခြင်းကိုတိဆောက်နိုင်တဲ့အရာတစ်ခုတည်းပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်အချိန်ပေးခြင်းအခုအန်ဒီယူနစ်ကိုကျွန်တော်ခင်ခြင်းနဲ့ကျွန်တော်သူ့အကြောင်းသိချင်ပါလဲသူ့နဲ့ကျွန်တော်ကတာ၍အချိန်ပေးရတာပြောပြပါဦးတနင်္လာနားထောင်ရင်တနင်္လာစာသိမယ်နိုင်ဝက်နားထောင်ရင်နိုင်ဝက်စာသိမယ်6လနားထောင်ရင်6လစာသိမယ်လူဆိုတာဘယ်တော့မှသိလာလို့မကုန်နိုင်ဘူးတယောက်တည်းမှတယောက်ဖခင်သခင်ကတာ၍ကြီးမြတ်တယ်တင်တသက်လုံးနော်တင်ဖခင်သခင်တာ၍အချိန်တွေတင်သိလာမယ်ရတခုကအော်ငါဘာမှမသိသေးပါလားဆိုတဲ့အရာကိုတင်ပို့ပြီးသိလာအဲ့တော့ဒီနေ့ကျွန်တော်ပြောချင်ရတခုကဘာလဲဆိုရင်ကျွန်တော် unlash လုပ်အောင်မရကျွန်တော်ရဲ့ရွေးနှောမဲ့အချိန်တိုင်းတစ်ခုတွေကဘာလဲဆိုရင်နော်ဒီနေ့ဖျားသခင်ပြောတဲ့အရာတစ်ခုကဘာလဲဆိုရင်ねဖျားသခင်အလိုတော်ရှိရာကိုပိုင်းခြားရတည်တော်သူဖြစ်ကြတော့ဆိုတဲ့အရာဖျားသခင်အလိုတော်တင်တာ၍ပိုင်းခြားပြီးတည်ဖို့ရန်အတွက်တင်ပါလို့မလဲဆိုရင်တင်းရဲ့အချိန်တိုင်းအားလုံးကိုဖျားသခင်အထဲမှာတင်ရင်းနှီးမြုပ်နှံအောင်မယ်တင်ချက်ရတော့မယ်တနေ့မှာတင်က10မိနစ်ဆူတောင်းတဲ့လူဖြစ်ရင်ဒီနေ့တင်က15မိနစ်ကိုချက်ရမယ်တနေ့မှာတင်က15မိနစ်ဖျားသခင်အချိန်နဲ့ဖျားသခင်နဲ့ချိန်ယူရလို့ဆိုရင်တင်ကမိနစ်20ကိုချက်ရမယ်နိုင်ဝက်ကိုချက်ရမယ်တနိုင်ကိုချက်ရမယ်နောက်ဆုံးဘာဖြစ်လဲဆိုလို့ရှိရင်တင်ရဲ့အသက်ရှင်ခြင်းကဖျားသခင်နဲ့တသားတည်းသွားလာတဲ့အထိတင်ရဲ့ intimacy လို့ခေါ်တဲ့ရင်းနှီးကြုံဝင်ခြင်း level ကိုတင်ချက်ရမယ်ဘာနဲ့ပဲချက်နိုင်လဲဆိုရင်အချိန်ပေးခြင်းအာမင်အဲ့တော့ဒီနေ့ဒီ message လေးပေါ့နော်ကျွန်တော်ပြောချင်တဲ့အရာတစ်ခုကတော့ဒီနေ့ကျွန်တော်တို့လည်းဖျားသခင်ပြန်နေစကားပြောတာဖြစ်တယ်ကျွန်တော်တို့ဆွဲလန်းတဲ့အရာတွေများစွာရှိမယ်ကျွန်တော်တို့ဘယ်ကိုပြန်လဲမလဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်နဲ့အချိန်ပေးတဲ့အရာဖျားသခင်နှုတ်ကပတ်တော်နဲ့အချိန်ပေးတဲ့အရာအဓိကဘာလဲဆိုရင်ထာဝရဘုရားရဲ့ဝတ်နိုင်မွေ့လျော်ပြီးတော့ထာဝရဘုရားရဲ့အလေးလာတွေမှာအသက်ရှင်တော်တတ်တာဝိညာဉ်တော်ရဲ့နေ့ရက်စတိုင်းမိန့်တာတွေမှာမိမိရဲ့တတ်တာကိုတည်ဆောက်ဖို့ရည်ကြီးတယ်အဲ့တော့အဲ့လိုမျိုးတင်သွားလာတဲ့လူဆိုလို့ချင်းတင်ကပညာရှိတော်သူဖြစ်တယ်ပညာကိုရတော်သူဖြစ်တယ်နော်ဘုရားသခင်ကကျွန်တော်တို့ရဲ့ AI ဆိုတာเนาะအခုကျွန်တော်တို့သုံးနေတဲ့နောက်ဆုံးသောကာလရဲ့နောက်ဆုံးသောအခုသိပ္ပံအတတ်ပညာတစ်ခုဖြစ်တဲ့ AI ကတင်သူ့ကိုကြိုက်တာမေးဘယ်လောက်လဲဆိုရင်ဆေးကသွားကြမလို့ဆရာဝန်တင်တိတိကျကျတာပြောတဲ့တင်ရဲ့ရောဂါကိုသူကဆေးအောင်တိုက်ပေးနိုင်တာဟိုတလုံးကလူတယောက်ရဲ့အသက်ကိုလည်း AI ကကယ်သွားတယ်ဆရာဝန်ကဘယ်လိုမှဖြေရှာလို့မရဘူးအဲ့ဒါနဲ့သူဖြစ်တဲ့ဟို exactly သူက AI မှာသူရိုက်ထည့်လိုက်တာနေဒါတွေဖြစ်နေဆိုပြီးတော့သူကိုပြောတော့သူကဆရာဝန်ပြောပြငါဒါဒီလက္ခဏာဒါဖြစ်နေတယ်နေဆိုဆရာဝန်ကခွဲစိတ်လိုက်တဲ့အချိန်မှာ exactly အဲ့တော့ AI ကဘာလဲဆိုရင်လူတွေရဲ့အတ္တဓာတ်ထဲမှာဘာလဲဆိုရင်အကောင်းဆုံးသောမိတ်ဆွေလိုမျိုးနေရာဝင်ယူလာတာတိုင်ပင်ဖက်လိုမျိုးဝင်ယူလာတာဒါပေမဲ့ကျွန်တော်သတိထားမှရတခုကဘာလဲဆိုရင်ဝိညာဉ်တော်မကြောဖို့ရည်ကြီးတယ်အာမင်အဲ့တော့ဝိညာဉ်တော်က
အနာဂတ်ကိုသိတယ် AI ကဒီနေ့ထိတော့သူသိလိမ့်မယ်အဲ့ဆိုလို့ရှိရင်ဒီနေ့ထိသိတဲ့ AI နဲ့ရင်းနှီးကြောင်းဝင်တဲ့လူတွေတောင်မှသူတို့ရဲ့ဘဝတွေမှာကုမ္ပဏီတွေထောင်လာကြတယ်အောင်မြင်မှုတွေရလာကြတယ်โอเคအနာဂတ်မှာဖြစ်တဲ့အရာကိုသိမဲ့ဝိညာဉ်တော်ဖခင်နဲ့ကျွန်တော်တို့ကတကယ် exactly အမေအဖေပြောနိုင်ပြီကြားနိုင်ပြီ AI ကတော့အခုပြန်ပြီးတော့ဖြေတာပေါ့နော်ဒေါက်တာဆိုပြန်ဖြေတော့မြန်တယ်လို့ခံစားရတယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်နဲ့တင်တကယ်မွေးတော်သူဖြစ်တယ်ဆိုလို့ရှိရင်တင်းရဲ့တတ်တာတွေမှာလာမယ့်မနှက်ဖန်လာမယ့်အနာဂတ်မှာတင်းရဲ့တတ်တာအတွက်ပညာကိုပေးလိမ့်မယ်အဖြေကိုပေးမယ်ဖျားသခင်ဖြစ်တယ်အချိန်ပေးခြင်းမှန်ပါစေဆွဲလန်းသောရမှန်ပါစေကျွန်တော်မှဆိုကျွန်တော်ရဲ့တတ်တာတီတီကိုပြန်လည်ပြောဆက်ကပ်အနံ့ပေးခြင်းနဲ့ကျွန်တော်ခဏလေးဆုတောင်းပေးခြင်းနဲ့ပြီးရင်အချိန်တိုင်းကိုအန်ဒီယူနစ်လက်တွေအမှဖြစ်ပါတယ်ကိုရောပြကျေးဇူးတင်တယ်ဒီမနက်မှာဒါတော့အတူတူကပြန်လည်ပြီးတော့အချိန်တိုင်းနဲ့ပတ်သက်ပြီးတော့ဆင်ခြင်ရသောအရာတော့ကြည်တော့ကြီးပါတယ်ဒါတို့ရဲ့အချိန်တိုင်းကအင်မတန်မှအရေးကြီးတာဖြစ်တယ်ကိုရောပြဒီနေ့လူတွေကအမျိုးမျိုးသောအရာတွေမှာချော်လဲနေကြတယ်ဆွဲလန်းမှုတွေမာနေကြတယ်တကယ်ပဲကိုရောပြတာမဆဒါတို့တွေကတကယ်ပဲကိုရောပြကိုရောကိုတရားရန်တော့ဆွဲလန်းမှုဆိုတာဒါတို့ရဲ့တတ်တာတွေမှာမရှိပါဘူးကိုရောဒီတိုင်းမဲ့ကိုရောဒီနေ့စကားပြောချင်းခံရတယ်တကယ်ပဲသားရဲ့အချိန်ကာလကိုရွေးနှုတ်ဖို့ရန်အတွက်ဒီသားရောအစဉ်သင်းရှိတယ်ကိုရောသားရဲ့အသက်တာတွေမှာခူးရင်ခံရတဲ့အရာအလုံးယေရှုတော်နဲ့ဖေရှားပါတယ်ဒီနေ့ကိုရောရဲ့မျက်မှောက်တော်ကိုရောပြဆွဲခေါ်ခြင်းကိုရောပြတိဆောက်ပေးခြင်းနဲ့နိုင်သားရဲ့အသက်တော်ပြန်လည်ပြီးမှန်ကန်စေပါဆွဲလန်းမှုတွေပြန်လည်ပြီးတော့မှန်ကန်စေပါကိုရောပြရဲ့သဘောတော်အလိုတော်ကိုရှင်းရှင်းလင်းလင်းနားလည်တော်သူတွေဖြစ်စေဖို့ဆက်လက်မသားနဲ့ကောင်းကြီးပေးပါအရာလောကိုရောဘုံတော်ဖုံးလာဖြစ်သောဝန်ခံတယ်ချီတော်ပေါင်းကြီးတော်ချီးမွမ်းယေရှုဖျားနာမ၌အသက်တာတည်တည်ကိုလက်တော်ရဲ့တစ်ပတ်စက္ကန့်နဲ့ကိုဝေးပါတယ်ဖပါသခင်အာမင်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးရှိပါစေအခုချိန်မှာတော့ဗောနော်ကျွန်တော်အန်ဒီယူနစ်ကိုအန်ဒီယူနစ်စီကိုအချိန်အနိုင်အနံ့ပေးခြင်းပါတယ်